ရှည်ဘင်းလုံးတာပါဒီမှာဒါကတော့အပါစုံတာအားကျင်ရင်အထူးသုံးနိုင်ရတယ်နော်ဒီမှာဒီပိုးလေးကိုကြည့်လိုက်အဲ့ဒါစုံကျင်မကျဲဟိုဘောကိုဆုံးဖြတ်ခဏပေါက်တဲ့ပရိတ်စုံဆိုရင်အထူးလေးနဲ့ထည့်အပါလေးနော်ဒါတော့ဟိုပါပေါ့ဗျာဟပ်ပရိတ်လုံးနဲ့ဟာပေါ့ကိုနေ့ကတော့ဒက်ပရိတ်လုံးတာဒီနေ့ကတော့ဟပ်လုံးတာပြီးရင်မပင်စင်လေးကိုအင်ဂျွိုင်းလေးတုပ်အင်ဂျွိုင်းလေးတုပ်မလူလေးထက်အဲ့တော့ဆုံးကဂျမ်းနေဖြစ်နေတာတယောက်တည်းဆိုတော့လောက်ရတာလက်ကတစ်ဖက်ကရိုက်တစ်ဖက်ကလုံးနေရလို့အစင်ကတော့မပြေအောင်လောက်ရတာပေါ့ငါဆရာတွေကိုပြခြင်းလို့ပညာသင်ကြီးလေးတွေကိုနော်မအားတဲ့ကြားတွေဟာဒီမှာလောက်ပြနေရတာဒါတေချာလေးကျွန်တော်တို့တော့အဲ့လိုပြမဲ့လူတော့မရှိဘူးတေချာပြောမဲ့လူပြမဲ့လူကိုယ်တွေသင်ခဲ့တော့ဆရာကိုအတင်းကတ်ဆရာကိုအတင်းဖားတာဆရာစားကြတာဆရာကြိုက်တာပညာသင်တွေဒီခေတ်ပညာသင်တွေကတော့လွယ်တယ်ကိုကြီး line ပေါ်မှာနော်လှုပ်ချင်တာလေးကိုကြည့်လိုက်ပြီးရင်လှုပ်လိုက်ဒီခေတ်ကတော့ကျွန်တော်တို့ထပ်တော့သင်ရတာလွယ်လုံးအားကြီးတယ်ကိုယ်တွေတော့ပြောပြမဲ့လူမရှိသင်ပြမဲ့လူမရှိလက်ထောက်တွေကိုမေးရတာလက်ထောက်တွေကိုဆရာကတော့သွားမေးလို့မရအောင်ဆရာပြောချင်မှပြောတယ်မပြောချင်ရင်မပြောဘူးကဲလက်တစ်ဖက်ထဲနဲ့လှုပ်လို့မရဘူးကိုကြီးခဏရက်လိုက်အောင်မနော်ရှူးချမ်းလေးပါတက်ပြီးတော့မှပဲတစ်ချက်ရိုက်ပြတော့ใช่နှိပ်သွားနော်ဟာပြီးနှိပ်ပြီးသွားပြီဒီတစ်ပြန်လုံးကတော့လူကအရေးမကြီးဘူးဒီလက်တာမဟုတ်ပြုတ်ကြသွားတာလက်တာအဲ့ဒါပြီးမှပြန်လို့ကိုယ်တွေတော့တင်ပေးမဲ့လူမရှိဘူးလို့သိရမှာတင်ပေးမဲ့လူမရှိဘူးလို့ဒါကနာနာအစားအဆုံးသေးချာပြောပြရှင်းပြမဲ့လူမရှိအခုခေတ်ကတော့ဟိုကောင်းတယ်လို့တက်လဲတက်တာလေတင်ပေးမဲ့စစ်လူတွေလည်းရှိတယ်ပြီးရင်မသိတာလေးတွေ line ပေါ်မှာကောက်ရိုက်လိုက်အေးဟုတ်တယ်သိရမှာအကုန်ကိုယ်တွေတော့သိကျင်ဆရာစီကန့်ရင်ပြောတဲ့ဆရာရှိရမပြောတဲ့အခါရှိတယ်ဘယ်သူစီကန့်လဲဆိုလက်ထောက်လေးဟုတ်လက်ထောက်လေးစီကတ်ပြီးတော့လက်ထောက်လေးနဲ့တက်အောင်ပေါ့အဲ့လိုစားချင်တာတောက်ချင်တာလိုချင်တာလှုပ်ချင်တာလေးတွေရရင်အဲ့ကြောင့်မလဲပါဘူးဘယ်တနာမလဲနော်
ရိုက်ခုဝေးမယ်လေ ရတယ်ဟုတ်ဒီခဲကတော့လေးနေဟာဘူးလို့ပါလေလေးတယ်တော်လေးတာစီလို့ပါညာနောက်ဖက်ကနေနည်းနည်းနောက်ကဆုပ် မရပုံပိုင် ထုတ်တယ်ကားတွေခါထက်ချိတ်ဒီမှာဆောင်းပါ 我说话穿这节照起来，光包完了单的了，多来点是可以哦。 ဒီကြီးရဖို့ကြာ 啊，年代了，这个我真的搞来了，啊，你给我弄上来，啊，这个我了， အားကြီးပြန်မလို့ရလား 哎，没有， ဝါရှာတော့ယူပါရင်ရော ရှောင်းမရှာတော့ 我家的， ထဲတော့ကလစ်ကိုပြောင်းပြန်တယ် 好的是可以叫人往里边拿了嘛，对呀，好不对呀，那沙油台更烂一点了，沙油台更烂一点了，有，然后又变没有，不然干啥嘛？ ဒါကိုပိတ်လို ဟုတ် က် ရတယ်ရှိပြီလား